အားလုံးမလာပါကျွန်တော်အခုအားလုံးတောင်းဆိုမျှော်လင့်ထားတဲ့ဒီရုံးမတွေဒီရဲ့ကောင်းကျိုးတွေပြောပြပါလို့မေတ္တာရက်ခံထားပရိသတ်တွေအများကြီးရှိတယ်ကျွန်တော်ကအခုခြံတစ်ပတ်ဝင်းတစ်ပတ်ပြေးပြီးတော့ပြန်လာပြီးကျွန်တော်လေ့ကျင့်ခန်းလုပ်ပြီးတော့ကျွန်တော်အခုမနေ့ဖြန်မနေ့တောက်ဖို့ရုံးမတွေဒီကိုကျွန်တော်စိတ်မယ်ပြီးတော့မှကျွန်တော်ပြောပြမယ်เนาะအခုလွှင့်တဲ့ live ကကျွန်တော်ရဲ့အခြေခံထားတဲ့ကျွန်တော်ရဲ့အသိပညာနဲ့ကျွန်တော်ဖတ်ထားတာတွေကိုတုံးတက်ခြုံငုံတင်ပြပြီးတော့မီတီစေပညာအဖွဲ့အစည်းမီတီစီးပွားရေးလုပ်ငန်းရှင်ကိုကြော်ညာပေးနေရတယ်မဟုတ်ဘူးဆိုတာတင်ပြချင်ပါတယ် This live is not belong to any healthcare organization and any commercial purpose it's just my personal point of view အဲ့တော့ကြည့်ချင်တဲ့လူတွေကြည့်ပြီးတော့ကိုယုံကြည်မှုဖြစ်တဲ့အတွက်ဒါတွေကစေမီတို့ဖြစ်တဲ့အတွက်ယုံကြည်ရင်လက်ခံလို့ရတယ်မယုံကြည်ရင်ကြော်သွားပါတိုက်ခိုက်ဖို့တော့မစင်စားပါနဲ့ဟုတ်ပြီနော်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကအခုမှချမ်းဝင်းတစ်ပတ်ပြေးပြီးမောပြီးတော့ကျွန်တော်အခုရုံးပရိဒီကိုအရင်ရေးစိတ်မယ်မနေ့ဖြန်ကျွန်တော်တောက်မယ်ဟာအဲ့တော့ကျွန်တော်ရုံးပရိဒီကိုအရင်ဘယ်လိုစိတ်လဲစိတ်ပြီးမှကျွန်တော်တဆင့်ချင်းပြောပြမယ် live လေးကိုတော့အတန်းနိုင်ဆိုတူအောင်ကျွန်တော်အင်စာလေးနည်းနည်းလှုပ်ထားတယ်เนาะအဲ့တော့ရုံးပရိဒီကကျွန်တော်တို့တိုင်းပြည်မှာအလွယ်တကူရနိုင်တဲ့ကောင်းကျိုးတွေအများကြီးရှိတာကိုမကြခင်ကျွန်တော်ပြောပြမယ်ဟုတ်ပြီเนาะအဲ့တော့အခုလောလောဆယ်မှာရုံးမတွေဒီကိုကျွန်တော်စေးထားတယ်ဒါစေးထားတယ်ဒါကမစေးထားဘူးတိန်းတာလေကျွန်တော်ပြောပြမယ်ပြီးမှအခုကျွန်တော်စေးထားတဲ့ရုံးမတွေဒီ၅လုံးကိုကျွန်တော်ကရေနဲ့တေချာစေးရတယ်မြေဩဇာတွေပါမှာကြောက်လို့ organic မဟုတ်တဲ့အတွက်ကျွန်တော်ရေတေချာစေးထားတယ်ပြီးတော့ကျွန်တော်ဖင်ညောင်းလေးကိုလီးတယ်ဓာတ်နဲ့လီးလိုက်ရတယ်ကျွန်တော်လွယ်ကူလို့စနီရုံးလေးမစီးကျွန်တော်ကတ်ကြီးနဲ့ကျွန်တော်အဲ့လိုနှစ်ချမ်းခွဲလိုက်တယ်เนาะအဲ့လိုကျွန်တော်နှစ်ချမ်းခွဲအောင်လုပ်လိုက်တော့အဲ့ဒီအလဲကအစီလေးတွေပေါ်လာတယ်အချွဲလေးတွေထွက်လာမယ်ရေချက်အေးဖြစ်ရမယ်ရေနွေးမဖြစ်ရဘူးအဲ့တော့ကျွန်တော်အရှိမရေစစ်ထားတယ်ကျွန်တော်ရေချက်ဆက်ရှိတော့ကျွန်တော်ဖွင့်လိုက်မယ်ရေချက်အေးတစ်ခွက်ယူမယ်မင်္ဂလာပါအဲ့တော့ကျွန်တော်ကညကလေးကစိန်ထားမယ်ဖန်ခွက်ဖြစ်ရမယ်တန်ခွက်ဖြစ်လို့မရဘူးကော်ခွက်ဖြစ်လို့မရဘူးရုံးမတေဒီလေးတွေကိုအဲ့လိုခွဲလိုက်တော့သူ့ရဲ့အစီကလေးတွေအထက်ကအမြင်ကလေးတွေအချွဲကလေးတွေထွက်လာအောင်လို့ကျွန်တော်က9တောက်စိန်လိုက်မယ်เนาะကျွန်တော်ကတော့ဖင်ကလေးကိုညှက်လိုက်တယ်ပြီးတော့ကျွန်တော်ကအလဲကနေထက်ချမ်းပေါ့နော်အလဲကနေထက်ချမ်းကျွန်တော်အဲ့လိုလီးလိုက်တယ်ထက်ချမ်းလီးလိုက်တယ်เนาะဓာလေးနဲ့လီးလိုက်လို့လည်းရတယ်မင်္ဂလာပါကျွန်တော်ကတော့ငါးဘူးလီးတယ်အကွင်းလိုက်လီးလိုက်ရတယ်ဒါပေမဲ့ကျွန်တော်ပြန်စုပ်တောက်တဲ့အချိန်လွယ်အောင်လို့ကျွန်တော်ဘာကြောင့်မလို့အဲ့လိုထက်ချမ်းလီးရလဲဆိုကျွန်တော်ခဏနဲ့ပြောပြမယ်သူအချွဲတွေထွက်လာလဲလွယ်အောင်လို့เนาะမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ကအဲ့လိုရုံးမတေဒီလေးကိုထက်ချမ်းအဲ့လိုကျွန်တော်လီးပြီးတော့စိန်လိုက်တယ်အစင်ပြေတယ်လို့လီးအကွင်းလီးနဲ့ပိုထွက်တယ်တခါလေရုံးမတေဒီရှားတဲ့ချိန်တိုင်းကျွန်တော်အကွင်းလီးတယ်ခွဲရုံးမတေဒီပေါ်တော့ကျွန်တော်ကဒီလိုစိန်ထားလိုက်တယ်ရေချက်အေးလေးနဲ့တညကျွန်တော်စိန်ထားလိုက်တယ် 1.3k မင်္ဂလာပါပြီးတော့ကျွန်တော်အဖုံးရှိတဲ့အဖုံးနဲ့ကျွန်တော်ဖုံးထားလိုက်တယ်မနဲ့အိယာထလို့တွားတိုက်ပြီးတော့အစာမစားခင်အစာအိမ်ဟောင်းလောင်းတဲ့အချိန်မှာတောက်မှအကျိုးရှိတယ်ဟုတ်ပြီနော်အဲ့တော့ပြန်ပြောမယ်ရုံးမတွေဒီရဲ့ကောင်းကျိုးလေးတွေကိုကျွန်တော်တုံးတက်ခြုံငုံပြီးတော့ကျွန်တော်တိထားတာနဲ့စေးပညာရဲ့အခြေခံတွေကျွန်တော်လေ့လာထားတာတွေကိုအခုတုတေတနာပြုထားတာတွေကိုကျွန်တော်တုံးတက်ပြီးတော့ရုံးမတွေဒီကောင်းကျိုးဟာခေါင်းထိပ်ကနေခြေဆုံးအထိအကုန်ရှိတယ်ဟုတ်ပြီနော်အရင်ဆုံးရုံးမတွေဒီကိုအရင်ပြောချင်တာရုံးမတွေဒီမှာအပိုင်း3ပိုင်းရှိတယ်ဟုတ်ပြီနော်အခွန်ရဲ့အပြင်က skin လို့ခေါ်တယ်အခွန်ရဲ့ပြီးတော့အစိတ်ရဲ့အလဲကအစိတ်အဆန်လို့ခေါ်တယ်နော်အစိတ်အဆန်ရဲ့ကျွန်တော်လီးပြမယ်တသေးလေးတစ်ခု waste ဖြစ်သွားမှကြောက်လို့ဟုတ်ပြီနော်အဲ့တော့အပြင်မှာအခွန်ဆိုတာရှိတယ်အလဲမှာအစိတ်အဆန်ဆိုတာရှိတယ်ပြီးတော့အချွဲဆိုတာရှိတယ်ရုံးမတွေဒီမှာ3ခုလုံးကလူခန္ဓာကိုအကျိုးပြုတယ်ကျွန်တော်ဒီဆရာဝန်ဖြစ်ပေမဲ့ကျွန်တော်ဘာကြောင့်ရုံးမတွေဒီတောက်လဲဆိုတာလူတွေကသိကျင်တယ်အဲ့တော့ကျွန်တော်ဒီ covid ဖြစ်ပြီးတော့အရန်ဝလာတယ်15ပေါင်20ဝလာတော့weight ချလို့အရန်ခက်တယ်အဲ့တော့ရုံးမတွေဒီ weight ချတာကိုအမြန်ဆုံးလွယ်ကူစေတယ်ဆိုတာအကျိုးနံပါတ်1အဲ့တော့ကျွန်တော်အရင်ရှင်းပြမယ်နော်ခဏလေးအဲ့တော့ရုံးမတွေဒီမှာအသားရဲ့အလဲကအစီရဲ့ပြီးတော့ချွဲရဲ့ဟုတ်ပြီနော်အဲ့ဒီချွဲဆိုပြီး3ပိုင်းပါတယ်3ပိုင်းတော့အကျိုးရှိတယ်ဘာဖြစ်လို့လဲဆိုရုံးမတွေဒီရဲ့အခွန်က polysaccharide လို့ခေါ်တဲ့ fiber အများဆုံးဖြစ်တယ်နောက်ပြီးရုံးမတွေဒီရဲ့အခွန်နဲ့အချွဲနဲ့အစိတွေကိုစိန်ခြင်းအပြင်ရုံးမတွေဒီမှာဘာတွေပါလဲဆိုရင်ဗိုက်တာမင်အများကြီးပါတယ်ဘာဗိုက်တာမင်တွေပါလဲဆိုရင်ဗိုက်တာမင် C ဗိုက်တာမင် K ဗိုက်တာမင် B6 ဆိုတာပါတယ်ပြီးတော့
timing နဲ့ folate လို့ခေါ်တဲ့ mineral တွေအကုန်ပါတယ်ပြီးတော့ beta carotene လို့ခေါ်တဲ့မျက်စိအားကောင်းစေတဲ့ဟာလဲမုံလာဥနီမှာပါတယ်လို့ဒါအစိမ်းအောင်မပါအောင်ထင်တယ်မုံလာဥနီကိုသူအရှုံးပေးရလိမ့်မယ်မုံလာဥနီသူအရှုံးပေးရလိမ့်မယ် beta carotene ဆိုတာပါတယ်ပြီးတော့ lutein ဆိုတဲ့ drug ပေါင်းတစ်ခုလည်းပါတယ်အဲ့ဒါသူစီမှာအကုန်ပါတယ်ဟုတ်ပြီနော်အရေးကြီးဆုံးကသူစီမှာဘာပါလဲဆိုရင်သူစီမှာ poly အဆိထဲမှာလေ polyphenol အဆိနဲ့အချွဲထဲမှာ polyphenol လို့ခေါ်တဲ့ကျွန်တော်တို့တရုတ်ပြည်တွားရင်ဈေးအရန်ကြီးတယ်ဒီလက်ဖက်6မှာထုတ်ထားတဲ့အနှစ်ကိုကျွန်တော်ဝယ်တောက်တဲ့ဆေးကကုန်သွားလို့ကျွန်တော်ဝယ်တောက်လို့မရတော့ဘူးအဲ့ဒီဆေးက antioxidant ခန္ဓာကိုယ်မှာရှိတဲ့ cell တွေဓာတ်ပြောင်းလဲမှုမဖြစ်အောင်ဆိုပြီးလက်ဖက်6အနှစ်ကနေဆေးလုံးလေးတွေထုတ်ထားတယ်တရုတ်ပြည်တွားရင်တဘူးကိုဒေါ်လာ100ကျော်ဝယ်ရတယ်အဲ့တော့ကျွန်တော်အခုလောလောဆယ်မဝယ်နိုင်တော့အဲ့ဒီ polyphenol လို့ခေါ်တဲ့ drug ပေါင်းကသူ့ရဲ့အဆီတွေအချွဲထဲမှာပါတယ်အဲ့ဒီထဲမှာအရေးကြီးဆုံးကသူ့မှာဘာပါလဲဆို flavonoid လို့ခေါ်တဲ့ polyphenol ကလူသားတွေကိုအရန်အကျိုးပြုတာဘာတွေအကျိုးပြုလဲဆိုတာကိုတစ်ခုချင်းစီကျွန်တော်ရှင်းပြမယ်အခုလူတွေက covid ဖြစ်ပြီးတော့ home stay မှာကိုခန္ဓာအားဟောဘောနော်ကိုခံအားကောင်းအောင်စားကြတောက်ကြတယ်အိမ်ထဲမှာပဲနေတော့လှုပ်ရှားသွားလာမှုနေတော့လူတိုင်းကကိုဗစ်ကာလမှာဝကြတယ်ဝတော့ပိန်ချင်ကြတယ်အဲ့တော့ပိန်အောင်ဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်တော်ကတော့ရုံးပဒေတီရေစိမ်တောက်တယ်ဘာလို့တောက်လဲဆိုကျွန်တော်တစ်ဆင့်ချင်းရှင်းပြမယ်အဲ့တော့ကျွန်တော်ပြောတဲ့ရုံးပဒေတီထဲမှာ vitamin တွေ mineral တွေခန္ဓာကိုယ်အတွက်အကျိုးရှိရတယ်အကုန်ပါတဲ့အတွက်နံပါတ်1ကျွန်တော်တို့အရင်ဆုံးပြောမယ်ဆိုရင်တော့ရုံးပဒေတီကအခုတက်လာရလို့မင်္ဂလာပါဗောနော်ခန္ဓာကိုယ်မှာစေးပညာတွေတုတေတနာအများကြီးပြုတာကျွန်တော်ဒီအခုဝလာတဲ့အတွက်ကျွန်တော်တွေးတွားစစ်တော့ကျွန်တော်ကျမ်းမာရေးစေးတွားလို့တော့ကျွန်တော်ဒီဆွေမျိုးနှစ်ဖက်လုံးမိဘနှစ်ဖက်စလုံးကစီးကြိုယောဂရှိတဲ့ family history ရှိတယ်မိဘတွေရောအဖွားတွေရောအဖိုးတွေရောစီးကြိုယောဂရှိတယ်ဦးလေးလည်းရှိတယ်အကိုကြီးမှလည်းရှိတော့ကျွန်တော်ဒီ immediate တွေရော close family တွေရောစီးကြိုယောဂရှိတော့ကျွန်တော်စီးကြိုယောဂရှိမှအရန်ကြောက်တယ်အဲ့တော့ကျွန်တော်ကိုစစ်လိုက်တော့ကျွန်တော်ဒီ pre diabetic ကျွန်တော်ရဲ့ HbA1c လို့ခေါ်တဲ့တွေးထဲမှာဘယ်လောက်ချိုနေလဲဆိုလွန်ခဲ့တဲ့6လစစ်တဲ့ဟာကိုတိုင်းလိုက်တော့ကျွန်တော်က6.1 ဆိုတာ pre diabetic ပေါ့နော်တေချာမလုပ်ရင်နောက်6လနေစီးကြိုယောဂကျွန်တော်ဖြစ်တော့မှာကျွန်တော်ကဆရာဝန်ဆိုတော့ဆေးမတောက်ချင်ဘူးကျွန်တော်ဒီလိုမျိုးလွန်ခဲ့တဲ့9နှစ်ကလည်းအဲ့လိုစစ်တော့ကျွန်တော်ဒီ5.9နဲ့စီးကြိုယောဂဖြစ်ချင်တယ်ဆိုကျွန်တော်ဒါကိုနေ့တိုင်းတောက်တာ3လဆက်တိုက်တောက်တာကျွန်တော်ရဲ့ HbA1c 5ဖြစ်သွားတယ်စီးကြိုယောဂလုံးဝမရှိတာ9နှစ်ဖြစ်သွားတယ်အခု covid ဖြစ်မှလူကဝလာတယ်မင်္ဂလာပါမအန်ဂျလီနော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီစီးကြိုယောဂါကိုမဖြစ်စေခြင်းတဲ့အတွက်ကာကွယ်ခြင်းတဲ့အတွက်ကျွန်တော်တို့ရဲ့ယုံကြည်ရာစေမီတိုဖြစ်တာအရန်အစွမ်းထက်တဲ့ယုံမတွေဒီကိုကျွန်တော်တောက်တယ်တစ်ချက်ခုတ်3ချက်ပြက်အချက်20ပြက်တယ်တကယ်တမ်းတစ်ချက်ခုတ်အချက်20ပြက်တော့ကျွန်တော်ဒီနံပါတ်1ဝေးချဖို့လဲလွယ်ကူစေတယ်စီးကြိုယောဂါကိုလဲကာကွယ်စေတယ်တွေးထဲမှာလဲတွေးမချိုစေတဲ့အတွက်ကျွန်တော်ကတောက်တယ်ကျွန်တော်စီးကြိုမဖြစ်ချင်လို့ကျွန်တော်ဆရာဝန်မဲ့ကျွန်တော်ဆေးမတောက်ချင်ဘူးအဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီတုတေတနာလေ့လာတာတွေအများကြီးဖတ်ကြည့်ပါအဲ့မှာဘယ်စာတမ်းတွေဖတ်မလဲဆို medina.healthnet ဆိုတဲ့စာတမ်းကိုဖတ်ကြည့်အဲ့မှာဆိုရုံးမတွေဒီတုတေနာလောက်ထားတော့ကျွန်တော်အိမ်စာတွေနဲ့ကျွန်တော်အကုန်လောက်ထားပေးတယ်အဲ့ဒါကြောင့်မို့ဒါကျွန်တော်အချိန်ပေးပြီးတော့ပရိသတ်တွေကိုတင်ပြနေတာဟုတ်ပြီနော်အဲ့တော့နံပါတ်1စပြောမယ်ဆိုခေါင်းစာခြေဆုံးပြောရအောင်နော်အဲ့တော့ကျွန်တော်တို့ကနံပါတ်1ပေါ့နော်အဲ့တော့ရုံးမတွေကြီးကသပင်ကိုကျွန်တော်သပင်ကြီးအရန်ကျွန်တော်ကာကွယ်ဆေးထိုးပြီးတော့သပင်ကျွတ်တယ်သပင်အကွင်းလိုက်3ကွင်းကျွတ်တယ်ကျွန်တော်ကြောက်သွားတယ်လွန်ခဲ့တဲ့9နှစ်ကကျွန်တော်လည်းကာကွယ်ဆေးထိုးတယ်ကျွန်တော်သပင်ကျွတ်တယ်ကိုခံအားကိုလုံးစော်တဲ့အတွက်ကျွန်တော်ဒါတောက်တယ်နှစ်ပတ်အတွင်းကျွန်တော်သပင်တွေအကုန်ပြန်ပေါက်လာတယ်ဟုတ်ပြီနော်အဲ့အတွက်ကြောင့်မလို့နံပါတ်1ရုံးပဒေဒီမှာပါတဲ့ vitamin တွေ mineral တွေနံပါတ်1သပင်နဲ့လက်သေးတွေကိုအရန်တန်စေတယ်ဒါခြေဆုံးခေါင်းဆုံးပြောမယ်ဆိုရင်နံပါတ်1သပင်နဲ့လက်သေးကိုအရန်တန်စေတယ်ကျွန်တော်သပင်ကွင်းလိုက်ကျွတ်တာကာကွယ်ဆေးဒုတိယ dose ထိုးပြီးတော့ကိုဗစ်မှာကျွန်တော်သပင်ကွင်းလိုက်ကျွတ်တယ်အရေပြားဆရာဝန်စီတွားပြတော့အရေပြားဆရာဝန်ကခေါင်းထဲမှာဆေးထိုးအပ်နဲ့ထိုးပြီးတော့သပင်ပြန်ပေါက်လာအောင် steroid ထိုးပေးခြင်းနဲ့ကျွန်တော်ဒီ steroid တောက်ထားတဲ့အတွက်ကျွန်တော်အထိုးမခံချင်တော့ဘူးကျွန်တော်မထိုးတော့ဘူးသူကပေါက်လာပါစေပဲဆိုတော့ကျွန်တော်နေပြီးကျွန်တော်ဒါတောက်တယ်နှစ်ပတ်အတွင်းကျွန်တော်သပင်တွေထိတ်မှာမကွက်တော့ဘူးအကွင်းလိုက်ကြီးတွေအကုန်ပြန်ပေါက်တယ်ဒါကျွန်တော်အဲ့ဒါကြောင့်မလို့ကျွန်တော်ရုံးမတွေဒီအရေကိုကျွန်တော်ယုံတယ်ကျွန်တော်သပင်ကျွတ်ခဲ့လို့ကာကွယ်ဆေးထိုးပြီးတော့နံပါတ်2ရုံးမတွေကခေါင်းစာခြေဆုံးပြောမယ်ဆိုတော့မျက်စိရုံးမတွေဒီမှာ beta carotene ပါတဲ့အတွက်မျက်စိကိုကြည်လင်စေတယ်
ကျွန်တော်နောက်ပိုင်း COVID ဖြစ်ပြီးတော့ကျွန်တော်က LASIK surgery လုပ်ထားတော့အနီးလည်းမမုံအဝေးလည်းမမုံဒါပေမဲ့နောက်ပိုင်းကျွန်တော်အနီးမုံနည်းနည်းဖြစ်လာမျက်မှန်တက်မလို့ဖြစ်လာစာတွေဆိုအဲ့လိုဝေးကြီးမှမြင်တယ်အနီးကြည့်ရင်ကျွန်တော်မမြင်ဘူးအဲ့တော့ကျွန်တော်ဒါတောက်တယ်ကျွန်တော်အခုပြန်မြင်သွားတဲ့အတွက်ကျွန်တော်ဒီရုံးမတွေဒီရေကိုကျွန်တော်ဒီယုံကြည်တက်ဝင်တဲ့အတွက်ကျွန်တော်ဒီရုံးမတွေဒီရေကိုကျွန်တော်ဒီလိုစိမ့်ပြီးမနဲ့တိုင်တောက်တယ်ဟုတ်ပြီနော်ရုံးမတွေဒီရဲ့အချွဲတွေထဲမှာကျွန်တော်တို့ရဲ့အဲ့ဒီအစွမ်းထက်တဲ့လက်နက်တွေပါတဲ့အတွက်ကျွန်တော်ဒီဆရာဝန်ဖြစ်ပေမဲ့စေးမတောက်ချင်ဘူးစီးချိုယောဂဖြစ်မှလည်းကျွန်တော်ကြောက်တော့ကျွန်တော်ဒီဒါတောက်တယ်နံပါတ်3ကျွန်တော်တို့ကပြောတယ်ခေါင်းစာခြေဆုံးပြောမယ်ဆိုတော့ဒီလေချောင်းနာတို့ချောင်းဆိုးတာတို့လေပြွန်တို့တော့အယောင်ရော့စေတယ် anti inflammatory action ရှိတဲ့အတွက်သူတေတနာစာရွက်တွေမှာဘာပြောလဲဆိုရင်ရုံးမတွေဒီတောက်ရင်ရင်ကျက်ယောဂရှိတဲ့လူတွေတက်တာကျွန်တော်ဒီ COVID ဖြစ်ပြီးတော့ရင်ခဏခဏကြက်ချင်တယ်ကျွန်တော်မှာရင်ကျက်ပန်းနာယောဂငငယ်တွေကရှိတယ်ကြဘိုးကိုက်မိတယ်ပရွက်စိတ်ကိုက်မိတယ်အကောင်ကိုက်မိကျွန်တော်ချက်ချင်းကြက်ပြီးတိမ်မတက်ဖြစ်တာစေးချောင်းကတကြောင်လုံးကလူတွေဆရာမတွေပါမောက်ခတွေအစားတီးတယ်ကျွန်တော်ဂျပန်ဆေးရုံအရေးပေါ်ဌာနမှာတစ်လလုံးကျွန်တော်ဆေးရုံတက်ခံရတယ်ကျွန်တော်တို့ခီးတွားတော့ကနေမှာကြဘိုးကိုက်ခံရလို့ဒါပေမဲ့ကျွန်တော်လုံးဝမဖြစ်တာနိုင်ငံခြားလာတယ်ကျွန်တော်မဖြစ်ဘူးနောက်ပိုင်းကျွန်တော်ခြံဆိုင်တာတွေဝါသနာပါတော့ပရက်စိတ်ကလေးတွေကိုက်မိတတ်တယ်ကိုက်မိကျွန်တော်ရင်ကျက်ချင်တယ်အဲ့လိုဖြစ်တော့ကျွန်တော်ရှူဈေးတွေရှူရမတက်ဖြစ်တတ်တော့ကျွန်တော်ဒါပြန်တောက်တော့ပြန်ပြောက်သွားတယ်အဲ့တော့နံပါတ်3ဒီလေပြုံပြန်ရောက်သွားတဲ့အချိန်မှာအဆုတ်တွေရောက်သွားတဲ့အချိန်မှာဒူဒီရင်ကျက်ယောဂါကိုလည်းကာကွယ်ပေးတဲ့အတွက်ရုံးပတေတီကအစွမ်းထက်တာတဲ့ရင်ကျက်ယောဂါကိုလည်းကာကွယ်ပေးတယ်နောက်နံပါတ်4နံပါတ်5အရေးကြီးတာရုံးမတွေဒီကအစွမ်းထက်တဲ့ဓာတ်တလက်ကဘာလဲဆိုရင်ကျွန်တော်တို့ပြောတယ်ကျွန်တော်ဒီအခုစီးဂျိုတွေးသွားဆက်လိုက်တော့ကျွန်တော်ကိုဗစ်ဖြစ်ပြီး6လတခါကျန်းမာရေးစစ်ဆိုတော့ကျွန်တော်စီးဂျိုရဲ့ pre diabetic စီးဂျိုဖြစ်မဲ့ကြိုတင်အဆင့်စီးဂျိုရဲ့ရှေ့ပြေးလက္ခဏာကျွန်တော်ဖြစ်ပြီးကျွန်တော်ရဲ့ lifestyle ကိုကျွန်တော်မချိန်ဘူးဆိုရင်ကျွန်တော်စီးဂျိုယောဂဖြစ်တော့မယ်ဘာဖြစ်လို့လဲဆို family history လဲရှိလို့အဲ့တော့ကျွန်တော်ဒီဘာဖြစ်လို့ရုံးမတွေဒီကစီးဂျိုယောဂကိုကာကွယ်ပေးရလဲဆိုရုံးမတွေဒီမှာရှိတဲ့အချွဲတွေအစီတွေအခွန်တွေထဲကကျွန်တော်ပြောထားတဲ့ပစ္စည်းတွေပေါ့နော်ကျွန်တော်ခြုံပြီးတော့အဲ့လိုပဲပြောမယ်နားလျှော့ပါဆိုလို့တူဒီတွေးထဲမှာရှိတဲ့တကြားကိုချပေးတယ်နားလဲအောင်ပြောရင်လူဘိန်းနီးနဲ့နံပါတ်1ပြောရင်တွေးထဲမှာရှိတဲ့ serum insulin တွေကိုလိုတလိုပဲအများကြီးမထုတ်ခိုင်းဘူးအဲ့ဆိုတကြားတွေအများကြီးမစုပ်ဘူးရော့စေတယ်အဲ့တော့ blood glucose တွေကျသွားတယ်နောက်တစ်နည်းကကြတော့ပြန်ပြောရမယ်ဆိုရင်တကြားတွေကိုအသေးသေးမြန်မြန်တိန်းခိုင်းထားလိုက်တယ်liver ထဲမှာ glycogen storage ကိုအရမ်းမြန်စေတဲ့အတွက်တွေးထဲမှာတွေးကြိုရော့သွားတယ်အဲ့ဒါကြောင့်မလို့နောက်သူ့ကိုလူဘိန်းနီးနဲ့ပြောရမယ်ဆိုရင်ဘာဖြစ်လို့ဝိတ်ချတာကိုအကျိုးပြုလဲဆိုတော့သူ့စီမှာရှိတဲ့အချွဲတွေဒီလိုစိန်လိုက်လို့အချွဲတွေထွက်လာတယ်ဒီအချွဲတွေကမနဲ့ကြရင်တောက်ချလိုက်တဲ့အချိန်ကျရင်အစာအိမ်ငံရံမာလေသူကကော်လိုမျိုးနေတယ်သူကအနက်အသက်လုံးဝမရှိဘူးယွန်းစရာမရှိဘူးလူတွေရုံးမတွေဒီအချွဲကယွန်းစရာကြီးဆိုလုံးဝယွန်စရာမရှိဘူးနက်ချီဖက်လေးလို့ကြီးလေးနဲ့တောက်လို့ကောင်းတယ်အဝင်ကောင်းတယ်ဘာမှအနက်အရတာလုံးဝမရှိဘူးရိုးရိုးရည်လေးနဲ့ပဲစိတ်မနဲ့ကြအချွဲတွေထွက်လာတယ်အဲ့ဒီအချွဲကအစာအိမ်မှာနေပြီးတော့ကျွန်တော်တို့အစားစားလိုက်တော့အကြာကြီးပဲကော်လိုမျိုးနေတော့စားလိုက်တဲ့ထမင်းတွေဟင်းတွေကို तू ကလေဖမ်းဆုပ်ထားတယ်အဲ့တော့ကျွန်တော်တို့စေးပညာနဲ့ပြောရင် stomach emptying time ကိုကြာစေတယ်အစားစားပြီးအစာချေနှုံးကိုဝဝချေပြီးချက်ချင်းဥထဲမချပေးလိုက်ဘူးအကြာကြီးအစာအိမ်ထဲမှာဖမ်းဆုပ်ထားတဲ့အတွက်ဘိုက်မစားဘူးအဲ့ဒါကြောင့်မလို့ဝိတ်ချရင်ဆရာတရက်ကိုတနက်ပဲစားတယ်ညတို့ကလိုက်လွင့်ပြနေဆရာဘယ်တော့မှမစားအောင်ကလေးတွေကိုကျွေးတာမိန်းမတွေကိုကျွေးတာလွင့်ပြီးအိမ်လာတဲ့တငယ်ချင်းတွေကိုမေးကြည့်မိတ်ဆွေတွေဆရာဘယ်တော့မှမစားအောင်အဲ့တော့တူဒီအစာအိမ်ထဲကအစာတွေကိုသူဖမ်းဆုပ်ထားတဲ့အတွက်အစာအိမ်ရဲ့ stomach emptying time ကိုစေးပညာပြောတဲ့အတွက်အစာအိမ်ကနေခါချလိုက်တဲ့အချိန်ကိုနောက်နေစေတဲ့အတွက်ဦးနံရံနေမစုပ်နိုင်တဲ့အတွက်တွေးထဲကိုမြန်မြန်မရောက်သွားတဲ့အတွက်စားလိုက်တဲ့အစာတွေထဲမှာတကြားတက်ပါတဲ့အတွက်တွေးထဲမှာတွေးကြိုမတက်သွားဘူးအဲ့ဒါကြောင့်မလို့သူ့ရဲ့ကောင်းကျိုးကဝိတ်ချတာကိုလည်းအထောက်အကူပြုတော့အစားမစားခြင်းတော့ဘူးဘိုက်ပြည့်နေတယ်မနဲ့အိယာထားတာနဲ့ဒီလိုရုံးမတွေဒီရေစိမ်တစ်ခွက်တောက်ကြည့်ဘိုက်လုံးဝမစားတော့ဘူးဆရာဒီနှစ်ပတ်ထဲမှာ9ပေါင်ပိန်သွားတယ်မေးလေးတွေပေါ်လာပြီမင်းနဲ့ထပ်တွေမရှိတော့ဘူးကျွန်တော်ဝုန်းနေရလူဆရာဝလာတယ်ကိုဗစ်မှာလေဟုတ်တယ်မင်းနဲ့ထပ်တွေပေါ်လာတယ်အခုပျောက်သွားတယ်ပြီးတော့ဆရာနည်းနည်းကြစ်လာပြီဘိုက်ကလေးတွေနည်းနည်းကျသွားတယ်6ပေါင်လောက်ပိန်သွားတယ်တောက်တာနှစ်ပတ်ပဲရှိသေးတယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မို့နောက်ကောင်းကျိုးတစ်ခုက
အဲ့လိုမျိုးဝိတ်ချတာကိုအကျိုးပြုတယ်မစားစေဘူးအစာအိမ်တွေကနေအစာတွေဘောလဘောမခါချလိုက်အတွက်စုပ်ယူမှုအားတွေနဲသွားတယ်ပြန်ခြုံပြီးပြောပြမယ်ဆိုရင်တွေးကြိုလည်းမတက်ဘူးဝိတ်ချတာအကျိုးပြုတယ်ပြီးတော့အဲ့ကြောင့်မှအစာမကြေတဲ့လူတွေကိုဖြည်းဖြည်းချင်းခြေပြီးတော့ဆရာအခုနောက်ပိုင်းကိုဗစ်ဖြစ်ပြီးတော့ရင်ပူတယ်ရင်ပူတော့ဆေးတွေတောက်ရတယ်အဲ့လိုအစာချင်းအချင်းပေါက်တော့မတောက်ချင်ဘူးအဲ့ဒါတောက်တာကြာရင်အယိုးပွားတယ်ဆရာဝန်ဆိုတော့နားလေတော့အဲ့ဒါကြောင့်မလို့ဒါတောက်တော့ဆရာအဆက်တွေကြိုက်တော့ရင်ပူတာတွေအစာမကြေတာတွေမဖြစ်တော့ဘူးနောက်ကောင်းကျိုးကအစာအိမ်ပြန်ရောက်သွားတာပေါ့နော်အစာအိမ်အကြောင်းပြောနေရနေပြီးတော့အစာအိမ်အကြောင်းပြောရနေတော့အဲ့ဒါသူစီးကြိုကိုလည်းကာကွယ်ပေးတယ်တွေးကြိုတွေလည်းချတဲ့အတွက်စီးကြိုတွေးတိုးဖြစ်မဲ့လူတွေအတွက်အရန်ကောင်းတယ် diabetes ကို prevent လဲလုပ်တဲ့အတွက်ဟုတ်ပြီနော်နောက်ပြီးခြုံပြီးလူတကိုယ်လုံးခြုံပြီးပြောမယ်ဆိုရင်ဒီရုံးမတွေဒီစိန်ရည်ကိုတောက်ချင်းအဖြစ်လူတွေကပင်ပန်းဆရာအမြဲတမ်းဖြက်လက်ဖလန်းဖြစ်နေဆိုဆရာလေဆရာကဘာဖြစ်လို့လဲဆို American Ginseng လဲတောက်တယ်တောက်တော့နောက်ပိုင်း American Ginseng COVID ဖြစ်ပြီးတောက်ခန္ဓာကိုယ်နည်းနည်းပူတယ်လို့ခံစားလာမတောက်ရဲဘူးကာကွယ်ဆေးတွေထိုးတော့လေအဲ့တော့ဆရာဒီတဘာဝဆေးလေးတွေပဲတောက်တယ်တောက်တော့ဆရာ night duty လုပ်တယ်နေညတွေမာတက်တယ်အဲ့လိုကိုခန္ဓာပင်ပန်းတက်တယ်မိသားစုအရေးမလူမှုရေးနိုင်ငံရေးအလူငွေကောက်တယ်ဆိုလဲတအားမျိုးစုံလူပေးရတယ်နော်အဲ့တော့မျိုးစုံနောက်ွယ်ကနေလောက်တော့အဲ့ချိန်နဲတော့ပင်ပန်းတော့ရုပ်ကြီးကအိုဇာနာကြပြီးအဖိုးကြီးရုပ်ပေါက်မှာအဲ့တော့ screen care တွေလောက်တဲ့အပြင်ဒါတွေတောက်ရင်ရုံးမတွေဒီမှာအရန်ကောင်းတဲ့တုတေသနာလေ့လာတာတော့ကြည့်ရင် anti fatigue ပင်ပန်းဝမ်းနေမှုကိုလျော့စေတယ်ပြီးတော့သူဘာဖြစ်เสียရလဲဆိုရင်ဘာကြောင့်မလို့ anti fatigue ပင်ပန်းဝမ်းနေမှုကိုလျော့စေတာလဲဆိုရင်နံပါတ်1သူစီမှာပါတယ် flavonoid လို့ခေါ်တဲ့ polyphenol တွေနော်ပြီးတော့မှ isoflavadin လို့ခေါ်တဲ့ chemical တစ်ခုရှိတယ်ပြီးတော့ quercetin 3O gentiopos ဆိုတဲ့ chemical 3ခုဟာလူတွေမှာဘာဖြစ်စေရလဲဆို anti fatigue effect ကိုပေးတယ်ပင်ပန်းနွမ်းနယ်မှုလျော့စေတယ်ဘာလို့လျော့စေလဲဆိုအဲ့ chemical 3ခုဒီ lactic acid ဆေးပညာနဲ့ပြောရင်ချပေးတဲ့အတွက်လူတွေပင်ပန်းနွမ်းနယ်မှုမရှိတော့ဘူးအဲ့အတွက်လူကဖလန်းနဲ့လန်းနေတာဆိုတာပြောချင်တယ်ရုံးမတွေဒီအရန်စေးပေါ်တဲ့အတွက်ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုစိတ်ဆင်းရဲစိတ်ပင်ပန်းနွမ်းနယ်မှုကိုလည်းတန်ဖိုးလေးနည်းနည်းလေးနဲ့အများကြီးအကျိုးပြုတဲ့အတွက်ဆရာရွယ်ချက်ဒီခက်ခဲနေတဲ့ကျွန်တော်တို့တိုင်းရေးပြည်ရေးမကောင်းတဲ့နိုင်ငံရေးကတ်ဆိုင်နေတဲ့ချွတ်ချုံကြနေတဲ့မြန်မာပြည်သူပြည်သားတွေကိုပတ်စံကုန်စရာမရှိပဲခြံနောက်ဘေးမှာဈေးထဲမှာ30ဘိုး100ဘိုး200ဘိုးနဲ့တမိသားစုလုံးကျမ်းမာရေးကောင်းတာကိုဆရာ share ပေးတာအဲ့ဒါအောင်မှမကျေနပ်လို့လာဝုန်းတဲ့လူဆရာကိုသွားကူပြီးတော့ဝုန်းပေးကြပါဟုတ်ပြီနော်ယုံရင်ယုံကြည်ရလိုက်တော့မယုံရင်ကြော်သွားဒါဆရာစေတနာနဲ့ share ပေးတာဆရာကိုယ်တိုင်ကလွန်ခဲ့တဲ့9နှစ်ကတောက်လို့စီးကြိုမဖြစ်ဘူးအခုစီးကြိုပြန်ဖြစ်ချင်လို့တောက်တယ်နောက်3လနေရင်တွေးပြန်သွားစစ်တော့မှာဟုတ်ပြီနော်အဲ့တော့စီးကြိုကို prevent လုပ်တယ်ဆိုနောက်ကောင်းကျိုးတစ်ခုသူတေသနာတယ်ဘာပြောလဲဆို cholesterol ချပေးတာဟုတ်ပြီနော်ဘာလို့ cholesterol ချပေးဆိုကျွန်တော်နည်းနည်းအသေးစိတ်ရှင်းပြမယ်နော်okra မှာဒါ lady finger လို့လည်းခေါ်တယ်ရုံးမတွေဒီကလေ fiber တွေအများကြီးပါတယ်ဟုတ်ပြီနော်အဲ့ဒီ fiber က polysaccharide လို့ခေါ်တယ်အဲ့ဒီ polysaccharide တွေကကွာစားလိုက်တဲ့အရည်တောက်ချင်းအပြင်အစာအိမ်ထဲမှာနေပြီးတော့ तू က bile acid တဲကြည်ရည်နဲ့ပေါင်းပြီးတော့လေဟုတ်ပြီနော်အဲ့ဒီမှာအစိတ်တောက်ခန္ဓာကိုယ်ထဲမှာ cholesterol ဖြစ်စေမယ်လို့ခြုံပြီးပြောရမယ့်ဟာတွေကိုအကုန်လုံးအသေးကနေထုတ်ပေးလိုက်တဲ့ဟာတွေကို तू ပေါင်းပလိုက်တာအဲ့တော့ခန္ဓာကိုယ်မှာ cholesterol တွေမကောင်းတဲ့ cholesterol တွေအကုန်လုံးပေါင်းပေးလိုက်တယ်အဲ့အချွဲတွေကအဲ့ဒါကြောင့်မလို့ cholesterol များနေတဲ့လူဒါကိုယုံကြည်နဲ့3လတောက်ကြီးတွေးပြန်သွားစစ်ကြီး cholesterol ကျသွားတယ်အဲ့တော့စိတ်တောက်စရာမလိုဘူးကျွန်တော်ဖေဒီဒါကိုတောက်လာတာအနည်း20ကျော်ပြီအရင်တော့ cholesterol စိတ်တောက်တယ်ကျွန်တော်ဖေဒီစီးကြိုယောဂရှိတယ်ဒါတောက်တဲ့အတွက်အသက်80ကျော်မှာလုံးဝဆေးတွေပြတ်သွားတယ်80ကျော်မှာcholesterol ကျစေးလည်းမတောက်တော့ဘူးစီးကြိုစေးလည်းမတောက်တာကြာကျွန်တော်တို့အင်ကလက်တွေ့ကျွန်တော်ကယုံတော့လိုက်တောက်တယ်လွန်ခဲ့တဲ့9နှစ်ကတည်းကတောက်တယ်အဲ့ဒါစီးကြိုမဖြစ်တော့ဆိုပေါ်စားပြီးမတောက်ဘဲနဲ့နေတာဟုတ်ပြီနော်အဲ့အတွက်ဆရာပြန်တောက်တာအခု covid ဖြစ်ပြီးဆရာ steroid တွေတအားတောက်ထားတယ်လူကဝါလာတယ် home stay ဆိုတော့ကျမကြီးကောင်းဆိုစားတော့လူကဆရာအခု what တော့ဘော်ကြီးဖြစ်နေတော့ weight ချတာအရန်ခက်တယ်အရင်တော့ဆရာချတာအရန်လွယ်တယ်ဒါပြန်တောက်တော့မှဆရာ weight ချတာလွယ်သွားတာအဲ့ဒါကြောင့်မို့လူတွေကို share ပေးခြင်းတာယုံကြည်ရင် like လို့မယုံကြည်ရင်ကြော်သွားဘာမှတိုက်ခိုက်ဆရာမုံတီးဆရာမရှိဘူးလူဆိုတာမေတ္တာပွားတယ်ဟုတ်ပြီနော်နောက်ကောင်းကျိုးတစ်ခုအဲ့ဒါ cholesterol မတက်စေဘူးဆိုတာဆရာပြောတာဟုတ်ပြီနော်အဲ့ဒီမှာဘာဖြစ်တာလဲဆိုတော့ bile acid ထဲမှာလေကျွန်တော်တို့ကဘာတွေပါလဲဆို glycodecaolic acid တို့ ethyldecaolic acid တို့ tocolic acid တို့အဲ့ဒါတွေအကုန်လုံးကိုသူ့အရေခွန်မှာထွက်တဲ့အစည်းတွေလေအကုန်လုံးပေါင်းပလိုက်တာ
ပေါင်းလိုက်တော့ကျွန်တော်တို့ cholesterol ကျတဲ့ဆေးတွေကဒီကနေလောက်တာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီ cholesterol အဆီဓာတ်တွေမတက်တော့လူကလည်းပိန်သွားတယ်ခန္ဓာကိုယ်မှာ cholesterol လည်းမတက်တော့ဘူးဒါဒီအရန်ကောင်းတဲ့ဈေးပေါ်လေးနဲ့ကျွန်တော်တို့ကိုကောင်းကျိုးပေးတာဟုတ်ပြီနော်အရန်လဲလွယ်ကူတယ်လက်လန်းလဲမီတဲ့အတွက်ဟုတ်ပြီနော်နောက်တစ်ခုဆရာဆံပြောချင်တာဆရာတို့ပြောရလေသူ့ထဲမှာဘာတွေပါလဲကျွန်တော်တို့ထဲမှာ timing နဲ့ folate တွေပါတယ်အဲ့တော့အခုခေတ်မှာလေလူတွေကလေပင်ပန်းနွမ်းနဲ့စိတ်တွေမွန်းကျက်နေတော့ဒါဗမာပြည်မှာတော့အခုကတော့ဒီဒေးတွေကြော်ညာတော့ပုံကရှောင်ကပြေးရတိုက်ခိုက်ရတော့မယ့်ချိန်ကြတော့ကိုဝင်ရှိလို့တော့မရအောင်ဒါပေမဲ့တခြားနိုင်ငံမှာငိမ့်ချမ်းတဲ့နိုင်ငံမှာနေတဲ့လူတွေကအလုတ်ပင်ပန်းတော့သားသမီးရခဲတယ်ဒီထဲမှာ timing နဲ့ folate ပါတော့ကလေးလိုချင်တဲ့အမျိုးသမီးတွေမိခင်တွေကကျွန်တော်တို့ folate တွေကြိုမတောက်ရအောင်လားအဲ့ဒါကြောင့်မို့သားသမီးရလွယ်တယ်ကိုဝန်ဆောင်တွေဒါတွေနေ့တိုင်းတောက်ခြင်းအပြင်ကလေးတွေရဲ့ကိုအင်္ဂါချွတ်ယွင်းမှုအာယုံကြောချွတ်ယွင်းမှုခေါ်တဲ့ neural tube defect ကိုလည်းတားဆီးတဲ့အတွက်ကိုဝန်တယ်တွေတောက်ရင်ဒါတွေကစေးတောင်တောက်ဆရာမလိုဘူးဆိုပြီးစာတန်းတွေကပြုစုထားတော့ကိုဝန်တယ်အတွက်လည်းအရန်အကျိုးရှိစေတယ်သားသမီးမထွန်းကားတဲ့မိခင်တွေကိုလည်းသားသမီးရလွယ်အောင်ကူညီပေးတဲ့အတွက်ဒူဒီအကျိုးအများကြီးရှိတယ်ဘာဖြစ်လို့လဲသူစီမှာ timing နဲ့ folate တွေအရှံပယ်ကျွယ်ဝစွာပါတဲ့အတွက်ဟုတ်ပြီနော်နောက်တစ်ချက်ခန္ဓာကိုယ်အကြောင်းအစာအိမ်တွေပြောတယ်တရရွက်အကြောင်းတွေပြောပြီးပြီကျွန်တော်တို့ဟွာဒီ cholesterol အကြောင်းတွေပြောပြီးပြီနောက်တူဒီကျွန်တော်တို့ကိုကြောက်ကပ်ယောဂမစိုးစေဘူးဘာဖြစ်လို့လဲဆိုရင်သူ့ထဲမှာပါရှိတဲ့ဒီ flavonoid S ဒီ flavonoid လို့ခေါ်တဲ့ polyphenol ဒီအသားငါးတွေတအားစားပြီးလူတွေက urea ဆိုတဲ့ဟာလေဟိုurea ဆိုတဲ့တက်ချက်တက်တယ်အဲ့ဒါတက်ရင်လူကထိုင်းမိုင်းနဲ့နောက်ကြောက်ကပ်လည်းထိတက်တော့ तू ကအဲ့ဒီ BUN ကိုချပေးတော့ကြောက်ကပ်မပြက်စီးစေဘူးတဲ့ကြောက်ကပ်ကိုလည်းကာကွယ်တယ်တဲ့ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ကြောက်ကပ်ကိုလည်းကောင်းစေတယ်လို့လူတွေကယုံကြည်ကြတယ်ဟုတ်ပြီနော်နောက်တစ်ချက်ကဘာပြောချင်တာလဲဆိုတော့သူ့စီမှာဆရာကဘာပြောလဲဆို vitamin K ပါတယ်လို့ပြောထားတယ်လေဟုတ်တယ်မလား vitamin K ဟုတ်တယ်နော်အဲ့တော့ vitamin K ဆိုတာဘာလုပ်တာလဲဆိုရင်တို့တွေမတောက်နေကြဘူးလားအခု covid ဖြစ်တော့ vitamin K တွေတောက်တယ် vitamin K ဆိုတာ calcium စုပ်ယူမှုအားကိုအားပေးတဲ့အတွက်အယိုးပြော့တဲ့ယောဂါကို osteoporosis လို့ခေါ်တဲ့အယိုးပြော့ယောဂါကိုလည်းကာကွယ်တဲ့အတွက်ဒီ okra ရေလေးဒီရုံးတွေဒီရေလေးဒီအယိုးလည်းတန်မာစေတယ်ဟုတ်ပြီနော်ဆရာဒီ night duty တွားတဲ့နေအောင်ကြောက်တော့ဆရာဒီအယိုးပြော့မှာတိတ်ကြောက်တဲ့အတွက်ဆရာတောက်တာနောက်တစ်ခုက calcium လည်းမတောက်ချင်တဲ့အတွက်ဆရာ vitamin K လည်းမတောက်ချင်တဲ့အတွက်ရုံးမတွေဒီရေစိမ်လေးကိုပဲဆရာဒီမြေရေရှက်ရေယုံကြည်စွာနဲ့တောက်နေတာ3ပတ်ရှိပါပြီ6ပေါင်ပိန်သွားပါတယ်လို့ပြောချင်တယ်နောက်3လနေမှတွေးသွားဖောက်မယ် cholesterol ဆရာမတက်ဘူးဆရာကတွေးကြိုတက်ချင်နေတဲ့စီးကြိုရဲ့ပထမအဆင့်ရောက်ချင်နေပြီဆိုတော့ဆရာကဒါကြောင့်မလို့တောက်တာပြန်ပြောပြမယ်နော်ဟုတ်ပြီနော်နောက်တစ်ချက်ကဘာလို့ဖြစ်စေရလဲဆိုတော့ဟွာပေါ့နော် kidney disease နောက်ပြီးတော့ဟွာပေါ့ဟိုနောက်တစ်ခုကအုံနောက်ကိုဘလို့အသိမေ့ယောဂငါတို့တွေကတော့ဘယ်နာထားမှမသိဘူးပတ်စံအိတ်ဘယ်နာကြံခဲ့မှလည်းမသိဘူးအိမ်တကားပိတ်ခဲ့လားမသိဘူးရင်တွေအိုးတဲခဲ့ရလားမသိဘူးဆိုငါတို့တွေအသိမေ့ယောဂရလွယ်တယ်ဒီခေတ်ကအစားအသောက်တွေကြောင့်မလို့သူတို့တွေဒီအဲ့လို Alzheimer disease တွေ Parkinson disease တွေကိုကာကွယ်ပေးတယ်ဆိုတာဘာဖြစ်လို့လဲဆိုရင်ဒီအစိတ်တဲ့ထဲမှာလေ malondialdehyde လို့ခေါ်တဲ့ drug ပေါင်းတစ်ခုကိုကြစေတယ်ပြီးတော့ super peroxidase dismutase လို့ခေါ်တဲ့ SOD ကိုတက်စေတယ်ပြီးတော့ glutathione peroxidase လို့ခေါ်တဲ့ GSHPS ကိုသူတို့တွေဒီတက်စေတယ်အဲ့ဒါကြောင့်မို့သူတို့ဒီ antioxidant effect ရှိတဲ့အတွက်အသိမေ့ယောဂါတို့ Parkinson disease တုံခါနေတဲ့ယောဂါတွေကိုမဖြစ်စေဘူးနောက်အရန်ကောင်းတဲ့ခေါင်းကနေခြေဆုံးပြောတော့မိန်းမတွေရဲ့ရင်ဓာကင်ဆာကိုအထူးတစ်ဖြင့်အရန်ကာကွယ်ပေးတဲ့အတွက်အပြိုကြီးမမတွေသားသမီးတိတ်မယူတဲ့ဒီခေတ်မှာစီးပွားရေးတောင်းကျမ်းနေတဲ့စီးပွားရေးလုပ်ငန်းရှင်မမတွေရင်သားယောဂတအားဖြစ်တဲ့အဲ့ဒါကြောင့်မလို့ရုံးမတေဒီရေတောက်ရင်လည်းရင်ဓာကင်ဆာကိုကာကွယ်ပေးတယ်လို့အားလုံးကပြောကြတယ်ယုံကြည်ကြတယ်ယုံကြည်စွာနဲ့တောက်ကြတယ်ကျွန်တော်တို့ဆွေမျိုးတွေရင်ဓာကင်ဆာစဖြစ်တဲ့ stage early တွေဆိုရင်ဒါကိုယုံကြည်စွာနဲ့တောက်နေတာအနစ်20ကျော်တဲ့အတော်တွေအများကြီးရှိတယ်အခုလက်ရှိအထိခီမိုလဲတွင်းစရာမလိုပြန်လဲမဖြစ်ဘူးရင်ဓာယောဂါကင်ဆာကိုလွန်ခဲ့တဲ့10နှစ်15နှစ်ကကုခဲ့ပေမဲ့ဓာတ်ရောင်ချီကင်နာတို့ခီမိုတွင်းတာတို့မရှိပဲပြန်မဖြစ်ပဲနေကောင်းနေရလို့ရှိတယ်အတော်တွေဆွေမျိုးတွေတယောက်ကရင်ဓာတ်တွေဖြတ်ထုတ်တယ်ခီမိုယူပြီးလက်တွေရောင်နေတာတော့
ဒါကိုယုံကြည်စွာနဲ့တောက်လို့လက်အယောင်ရော့သွားတဲ့ lymphedema ဆိုတဲ့လက်ယောင်ရောကြရောကလည်းရော့သွားတယ်ဟုတ်ပြီနော်နောက်တစ်ချက်ကပျောက်ကြောက်ကအကြောင်းပြောနေသူဒီတဘာဝစီးစေးဆရာမေးလေးတွေပေါ်လာတယ်အခုညတို့ပြောတဲ့ဆရာအမြဲတမ်းလမ်းနေတယ်ဆိုတာဆရာကလေမလန်းအောင်မျိုးစုံတောက်တာအဲ့ဒါကြောင့်ဒါကစီးစေးဒီနေ့ငံပြားရည်တွေမုတ်ဟင်းကားတွေနန်းကြီးတုတ်တွေငံပြားရည်စားတော့အဲ့လိုရေဘောပြောင်လာမှာကြောက်တယ်ဆိုရင်ဆရာတောင်နှစ်ခွက်တောင်တောက်တယ်နေ့လေတောင်တစ်ခွက်ထပ်တောက်ထပ်စိန်လိုက်သေးတယ်ထပ်တောက်တော့ရှူရှူတွေကလေစင်လိုပေါက်တော့ချက်ချင်းအယောင်ကြပြီးအရေပြားအောက်မှာရေဆိုတာလုံးဝမရှိဘူးဆရာအရေပြားလေးကိုဆွဲကြည့်ရေမဖောတော့ဘူးရေမဖောတော့ဘူးမဟုတ်ရင်မျက်လုံးအောက်လေးတွေဖောလာတတ်တယ်အဲ့ဒါကြောင့်မို့သူဒီ natural diuretic လို့လည်းခေါ်တယ်တဘာဝစီးစေဖောရောင်ရောင်ကြီးတွေမဖြစ်စေဘူးလို့ပြောတယ်ဟုတ်ပြီနော်အဲ့တော့ဆရာယုံတော့တောက်တယ်တောက်တော့ကောင်းလာတယ်ဟုတ်ပြီနော်နောက်တစ်ခုကဘာရှိလဲဆိုရင် calorie ရုံးမတွေဒီလေးကိုပဲကြက်ဥနဲ့ပဲကြော်ရုံးမတွေဒီလေးကိုအဲ့လိုပဲကြော်ပဲစားအပေါ်မှာငပိကြော်လေးနဲ့ပဲတို့စားရုံးမတွေဒီလိုတပန်းကြီးတယ်သူကပြောတပွဲကြီးစားမှ calorie ကလေ100လောက်မကျော်ဘူးအဲ့တော့ bite ပြည့်သွားတယ်အဲ့တော့ तू က weight ချဖို့အတွက်အကျိုးပြုတဲ့အတွက် very low calorie vegetable တခုလည်းဖြစ်တယ်ထူးဆန်းစွာသူဒီကြက်ဥနဲ့အာနိတင်တူတယ်သူရဲ့ဒီအချွဲအကြည့်တွေဒီသူဒီ vegetable protein နဲ့အဲ့ဒီချွဲကြည့်တွေက protein တွေတဲ့စားရင်အားရှိတယ်အဲ့ဒါကြောင့်မလို့ရုံးမတွေဒီဆိုတာခြေစုံခေါင်းဆုံးပြောက်တယ်အယောင်ရော့စေတယ်အခုပရိသတ်တယောက်ကပြောတယ် line တောင်ကြီးอ่ะဟုတ်တယ်သူ့စီမှာအခုဆရာနောက်ဆုံးပြောလို့ဆရာခေါင်းဆုံးခြေဆုံးပြောတော့ဒူးနာတယ်ဆရာဒူးနာတတ်တယ်အခုရက်ပိုင်းအဲ့လိုထပြီးထိုင်ရင်ဒူးနာတယ်ဒူးရောင်ကျင်လားမသိဘူးဆိုကြောက်တော့ဒါတောက်တာဘာဖြစ်လို့လဲဆိုအဖွားအမြဲတမ်းပြောတယ်ရုံးမတွေဒီရေတောက်ရင်ဒူးရောင်တာအရန်ပြောက်တယ်ဆိုတော့ဒူးကိုဓာတ်မှန်တွားရကြည့်တော့ဒူးမာတယ်အယိုးအငေါက်လေးထွက်ချင်တာလေကျွန်တော်ဒူးကအဲ့တော့ကျွန်တော်ဆေးလည်းမတောက်ချင်ဘူးအကြိုက်ခဲပြောက်ဆေးမတောက်ချင်ကျွန်တော်ဒါယုံကြည်စွာနဲ့တောက်တယ်ဆိုတာဒူးရောင်နဲ့ osteoarthritis လို့ခေါ်တဲ့ဒူးတွေကတ်သွားမဲ့ယောဂါတို့ကျွန်တော်ဒီပခုံးတွေကတ်တဲ့ယောဂါတို့ frozen shoulder လို့ဆိုရင်ဒါတောက်ရင်အယောင်ရော့တဲ့အတွက်အယိုးအစ်စ်ကြိုက်တာတွေရမ်းကောင်းတယ်အဲ့တော့ဆရာယုံတော့ဆရာအခုတောက်တာနံပါတ်3ဘက်မှာဒူးမနာတော့ဆရာအခုအဲ့လိုထိုင်လို့ရတယ်အခုအဲ့လိုထလို့ရတယ်ခါတိုင်းဘူထိုင်ကနေထိုင်တော့အဲ့လိုထရတယ်ဒူးနာလို့အဲ့ဒါကြောင့်မို့ဆရာဘာလို့ရုံးမတွေဒီရေပြန်တောက်တာလဲဆိုရင်လွန်ခဲ့တဲ့9နှစ်ကတောက်ပြီးဖလန်းဖြစ်လာတော့မေ့သွားတယ်အခုကိုဗစ်ပြန်ဖြစ်ပြီးကျန်းမာရေးချူချာလာတော့ပြန်တောက်တယ်အဲ့တော့ဒူးနာယောဂလည်းဆရာပျောက်သွားတယ်အဲ့တော့ဆရာယုံကြည်စွာနဲ့တောက်နေတယ်ဟုတ်ပြီနော်အဲ့တော့ဆရာဘာမှတော့မကြံတော့ဘူးထင်တာပဲကောင်းကျိုးအချက်20ပြောပြီးပြီဟုတ်ပြီနော်အဲ့တော့ ulcer healing ကိုကြံတယ်အစာရင်အနာကျက်တယ်သူ့ရဲ့ဒီအချွဲတွေကိုတောက်တော့တချို့အစာအိမ်မှာအနာရှိရလူတွေကလေအဲ့အချွဲတွေကအနာကိုကော်နဲ့တုပ်ပေးလိုက်လို့ဖြစ်ပြီးအနာတွေကျက်သွားတယ်အစာအိမ်နာအဲ့ကြောင့်အစာအိမ်နာတဲ့လူအစာအိမ်ယောဂရှိရလူလေရုံးပတွေဒီရေချွဲလေးကိုတောက်ပြီးရင်အစာအိမ်အနာပြောက်တယ်တဲ့အဲ့ဒါဆိုတော့ကောင်းကျိုးအချက်20ကိုဆရာမေ့မှာဆိုလို့ရေးထားတာ1နှစ်3လေးနဲ့အချက်20ကုန်ပြီနော်အဲ့တော့ဆရာဒီဒါကြောင့်မလို့ရုံးပတွေဒီရေကိုယုံကြည်စွာနဲ့တောက်တယ်အခုတည်းကexercise လုပ်ပြီးတော့ပြန်လာတယ် exercise လည်းအများကြီးမလုပ်နိုင်ဘူးဆိုတော့ဆရာကလေခါလဲနာတယ်ဒူးလဲနာတယ်အခုဒူးနာပျောက်ခါစားဆိုတော့အများကြီးမပြေးဘူးဝင်းတပတ်ကိုဖြည်းချင်းလမ်းလျှောက်ပြီးပြေးနေမှာဆိုလို့ပြန်လာတော့အခုပြေးနိုင်တယ်ဒီနေ့ပြေးတော့ဒူးမနာတော့ဆရာဝမ်းတာနေတယ်ရုံးမတွေဒီအစွမ်းပြနေပြီးငါအကြိုက်အခဲပျောက်စေးတောက်ဆရာမလိုဘူးဆရာဒီရုံးမတွေဒီကိုချစ်တယ်လာတဲ့အတွက် lady finger လို့လည်းခေါ်ကြတယ် okra လို့လည်းခေါ်တယ်ရုံးမတွေဒီလည်းခေါ်တဲ့အတွက်ဆရာကတော့ယုံကြည်စွာနဲ့စားလို့ share ပေးတယ်ဘယ်စေပညာအတိုင်းဝိုင်းထဲမှာလည်းမပတ်သက်ဘူးဘယ်စီးပွားရေးလုပ်ငန်းရှင်ကိုလည်းကြော်ညာပေးတာမဟုတ်ဘူးဆရာရဲ့ယုံကြည်ချက်ဆရာရဲ့ပဟုတုတနားလည်တဲ့ပညာတွေကိုတုံးတက်ပြီးတော့မြန်မာနိုင်ငံမှာဒီလိုကိုဗစ်ကာလမှာလည်းဆရာလိုအဝလွန်ပြီးတော့မှယောဂမျိုးစုံဖြစ်နေတာကိုပတ်စံမကုန်မဲနဲ့စိတ်ဝေဒနာတစ်ခုနေတော့တက်တာသွားမလားဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ဆရာဒီ share ပေးတာယုံကြည်ရင်လိုက်တော့ပါဟုတ်ပြီနော်ဒီပညာကိုမျှဝေပေးတဲ့အတွက်ဆရာကိုတိုက်ခိုက်တဲ့လူကတော့အာကုတုနဲ့ငရဲရောက်မယ်ဆိုတာသဘောတူရင်ဟာတေအများကြီးပေးကြပါအားလုံးကိုကျေးဇူးတင်နေဆရာတော့ညကတည်းကစိန်နေအဲ့တော့မနေ့ကမှတောက်တယ်တောက်ရင်ဆရာကဘာတောက်တာလဲဆိုဆရာနောက်ဆုံးနေအာနိတင်ကိုယုံတော့ဆရာအရင်တော့ရေပဲတောက်တယ်ဆရာနောက်ပိုင်းကျတော့အစိမ့်လဲစားတာအဲ့လိုအချွဲတွေအခုတည်းထွက်လာတယ်လားအချွဲတွေထွက်တာဆရာအကုန်ဝါစားဖြစ်တယ်တခုကဆရာကလက်မှာအသားရမ်းဖြူတော့တင်းတိတ်တွေထားတော့အခုရပိုင်းတင်းတိတ်တွေရော့သွားတင်းတိတ်တွေကျွတ်သွားအဲ့တော့
သူ့ရဲ့စိတ်ထဲမှာလေပေါ်လီဖီနိုကတင်းတိတ်ကိုထပ်ကျွတ်စေတာအသားရည်ရမ်းကြီးစေတာကိုနောက်ဆုံးမှပြောတာဂလိုးစေတယ်အဲ့တော့ဆရာကဝါစာဖြစ်တယ်ဝန်းလည်းမချုပ်တော့ဘူးတရက်ကိုအင်္ဂါ3ခါလောက်ဟီရိုရှီမာဘုံကွဲတယ်လို့ကွဲတယ်အသားရည်တွေကြီးတာရဲ့ဆရာလက်ကတင်းတိတ်တွေပျောက်ကုန်တယ်အခုရပိုင်းမယုံကြည်စွာရော့သွားတယ်ဆရာအသားရမ်းဖြူတော့တင်းတိတ်ကလေးထတော့ဆရာရေတောက်တဲ့အပြင်ဆရာအခုအကုန်ဝါစာဖြစ်တယ်ဝါစာပြယုံကြည်လို့ဆရာကတော့အရန်ယုံကြည်ရဲ့ကဲအားလုံးကျေးဇူးတင်ပါတယ်ဆရာကိုချစ်ရင်ဘိုင်မီရောဆရာကိုစပေါ်လို့ကြတဲ့ချစ်ပရိသတ်တွေအားလုံးကျမ်းမာပါစေဘေးကင်းပါစေအရေးတော်ပုံအောင်ရမယ်မကြခင်ငင်းငင်းချမ်းဖြစ်သွားတဲ့အချိန်ယောဂအန္တရာယ်ကင်းဝေးသွားတဲ့အချိန်ကျရင်အားလုံးပြန်တွေ့ကြမယ်ဆရာချစ်ပရိသတ်တွေအားလုံးနေကောင်းကျမ်းမာပါစေဟုတ်ပြီနော်ငင်းချမ်းတဲ့မြန်မာပြည်အမြန်ဖြစ်ပါစေလို့ဆရာဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုချစ်တဲ့ဆရာကိုချစ်တဲ့လူအားလုံးကိုမေတ္တာပေးတော့ဆရာစေတနာပြန်ပေးတာပါလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ပြီနော်ဘိုင်ဘိုင်